ညီဖြစ်သူကသူ့ရဲ့လေးတက်ကိုစမ်းသပ်ဖို့အတွက်ကိုရိုင်းရဲ့အကိုအရင်ခောက်ကိုပြစ်မှတ်အဖြစ်သတ်မှတ်ပြီးပစ်ချလိုက်တာပါများမှန်ပြီး6ထဲပြုတ်ကျသွားတဲ့အကိုဖြစ်သူဟာတေဖို့ပဲရှိပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနှစ်ပေါင်းများစွာချုပ်နှောင်ခံထားရတဲ့ရှေးဟောင်းနတ်ဖျားရဲ့လေးကသူ့ရဲ့အရှင်သခင်ကိုအာယုံခံမိပြီးအချုပ်နှောင်တွေကိုဖောက်ထွက်က6ထဲကျနေတဲ့အမျိုးသားကိုကယ်တင်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့လေးကိုစောင့်ရှောက်နေတဲ့ဖုံးတော်ကြီးနှစ်ပါးဟာဒီလူဟာကောင်းကင်ကရွေးချယ်လိုက်တဲ့အရှင်သခင်မှန်းသိသွားပြီးတစ်နှစ်ပတ်လုံးတိုင်းပညာတွေအပြင်းထန်သင်ကြားပေးပါတော့တယ်တနှစ်အကြာမှာတော့သူဟာတောင်တလုံးလုံးကိုဖောက်ထွက်အောင်ပြစ်နိုင်တဲ့အထိအစွမ်းထက်လာပါပြီးဖုံးတော်ကြီးတွေကဒီနက်ဖျားလေးကိုသူ့လက်ထဲအပ်ခဲ့ပေမဲ့ဒါဟာတာမန်လေးပါပဲလို့လှည့်ဖျားပြီးနေတိုင်းတည်ခိုင်းထားပါတယ်တကယ်တော့ဒီလေးဟာအလေးချိန်ပေါင်း1000 ကြောင့်သူဟာအစွမ်းကုန်စူးစမ်းမှအနှဲငယ်ပဲဆွဲနိုင်ပါသေးတယ်ကလဲစားချေဖို့မိသားစုစီပြန်လာတဲ့အချိန်မှာတော့ဘသူမှအမတ်သားတော်မလုံနိုင်တဲ့မျိုးနွယ်စုရဲ့ကြောက်တိုင်ကြီးကိုများတစင်နဲ့အမုံဖြစ်အောင်ပြစ်ခွဲပြလိုက်ပါတယ်ငငယ်ကအဖေဖြစ်သူရဲ့လေးကိုခိုးပါတယ်ဆိုပြီးညီဖြစ်သူရဲ့မဟုတ်မမှန်ဆွဆွဲမှုကိုခံခဲ့ရတဲ့နာကျည်းချက်တွေအားလုံးအဲ့ဒီအချိန်မှာပောက်ကွဲထွက်လာပါတော့တယ်မျိုးနွယ်စုရဲ့အကြီးအကဲရွေးချယ်ပွဲမှာတေဘီလို့ထင်ထားတဲ့အကိုဖြစ်သူပေါ်လာတော့ညီဖြစ်သူဟာတုံ့လှုပ်သွားပါတယ်ပထမအချီဝင်ကဘာကြားကပြစ်မှတ်ကိုပြရတဲ့ပြိုင်ပွဲမှာညီဖြစ်သူကမတမနဲ့တုံးပြီးအကိုဖြစ်သူကိုများနဲ့ပြန်မှန်အောင်လှည့်ကွက်ဆင်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးသူ့ရဲ့များတွေဟာပြစ်မှတ်ကိုမထိမှန်နိုင်ခဲ့ပေမဲ့အကိုဖြစ်သူအလှည့်ရောက်တဲ့ခါမှာတော့မြင်ကွင်းကပြောင်းလဲသွားပါတယ်သူဟာလက်ရောခြေပါတုံးပြီးနက်ဖျားလေးကိုအစွမ်းကုန်ဆွဲလိုက်တဲ့အချိန်မှာကောင်းကင်နဲ့မြေကြီးတောင်တုန်ခါသွားရပါတယ်အေယာမအများကြီးတစ်စင်ဟာကောင်းကင်ကိုခွဲထွက်ပြီးဝင်းကဘာတစ်ခုလုံးကိုဖျက်ဆီးကာပြစ်မှတ်ကိုထိမှန်သွားပါတယ်နောက်ဆုံးတိုက်ပွဲမှာတော့သူဟာလောကရဲ့စွမ်းအင်အားလုံးကိုစုစည်းပြီးပတ်ဝန်းကျင်ကများအားလုံးကိုနတ်ဖျားများတစင်အဖြစ်ပေါင်းစည်းကာအားလုံးကိုအပြတ်တက်အနိုင်ယူလိုက်ပါတော့တယ်